皆さんこんにちはဒီနေ့ရှင်းပြပေးမှာကတော့ N5 lesson 1ရဲ့ ratio E ပဲဖြစ်ပါတယ်ဒီထဲမှာ6ပုတ်ရှိပေါ့နော်အထဲကိုမှနန်းက3ပုတ်စီခွဲပြီးတော့မှဗီဒီယိုနှပုတ်နဲ့တင်သွားပြပါမယ်ဟုတ်ဒါဆိုရင်တော့နံပါတ်1ရဲ့ grammar pattern လေးကိုကြည့်ကြည့်အောင်ပါ noun 1は noun 2 です noun 1က noun 2ဖြစ်ပါတယ် ratio E လေးကိုသွားကြည့်အောင်ပါ私はマイクミラーですကျွန်တော်က mic camera ဖြစ်ပါတယ်။私は会社員です。ကျွန်တော်က company ဝန်ထမ်းဖြစ်ပါတယ်။ဝန်ဆန်は中国人です。ဝန်ဆန်ကတရုတ်လူမျိုးဖြစ်ပါတယ်။ဝန်ဆန်は医者です。ဝန်ဆန်ကဆရာဝန်ဖြစ်ပါတယ်။နံပါတ်2ရဲ့ grammar pattern လေးကိုဆက်ကြည့်အောင်ပါ။ noun 1は noun 2じゃありません。noun 1က noun 2မဟုတ်ပါဘူးမဖြစ်ပါဘူး။ rate လေးကိုတွက်ကြည့်အောင်ပါ။私はカルシミトじゃありません。ကျွန်တော်ကカルシミトမဟုတ်ပါဘူး။私は教師じゃありません。ကျွန်တော်ကနီးပြဆရာမဟုတ်ပါဘူး။イさんはアメリカ人じゃありません。イさんがアメリカလူမျိုးမဟုတ်ပါဘူး။イさんは学生じゃありません。イさんကကျောင်းသားမဟုတ်ပါဘူး။ဒီနေရာမှာ dewa ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ dewa ဆိုတာကစာဆန်နဲ့じゃありませんဆိုတာကတော့စကားပြောစံနေပေါ့နော်ဒီတဲဝအာရီမဆန်ကိုတော့တိတ်မသုံးဘူးပေါ့နော်သုံးလေးသုံးတာမရှိပါဘူးはいဒါဆိုရင်တော့နံပါတ်3လေးကိုဆက်သွားကြရအောင်ပါနံပါတ်3ရဲ့ grammar pattern ကတော့ noun 1は noun 3 ですか das ကိုကပေါင်းလိုက်လို့ရှိရင်အမေးမေးခွန်းဖြစ်သွားပါပြီ noun 1က noun 3လား sorry noun 1က noun 3လားဒီနေရာမှာ what ရှိပါလာတယ်ပေါ့နော်3တွေဖြစ်ကုန်တယ် noun 2ပါnoun 2 ですかတဲ့ noun 1က noun 2လားတဲ့2ရဲ့ ratio A လေးကိုကြည့်အောင်ပါあの人は木村さんですかホルが木村さんလားတဲ့あの人はマリアさんですかホルがマリアさんလားတဲ့あの人は誰ですかあの方はどなたですかホルဟိုပုဂ္ဂိုလ်ကဘာတူလဲဒီနေရာမှာ私အမေးနှစ်ခုပြောသွားတာကိုတတိထားမိပါပါあの人နဲ့သုံးလို့ရှိရင်誰ですかဆိုပြီးတော့ကပ်ပြောမှာပါあの方ဆိုရင်တော့どなたですかဆိုပြီးတော့ကပ်ပြောမှာပါはいနံပါတ်3ထိပြီးသွားပါပြီဒါလေးကတော့ notes လေးပါကျန်တဲ့တုံးပုတ်ကိုနောက်တဲ့ဗီဒီယိုတစ်ပုတ်မှာဆက်ရှင်းပြပေးပါမယ်最後までありがとうございましたじゃあね